ကလောကနေပြီးတော့တနိုင်လောက်ပဲမောင်းရုံနဲ့ကွာအင်းလေးကိုသွားလို့ရမယ်ဒီမှာလမ်းကြောင်းပေါ်ရောက်ပြီညနေတန်းသွားရင်အင်းလေးပဲ let's go တော်တို့ရှေ့နေတဲ့လမ်းလျှောက်သွားလို့ရှိရင်အင်းလေးရောက်ပြီကွာဒါကတော့ဆိုင်ငယ်ထားဖို့နေရသူကကားဆိုလို့ရှိရင်9000ဆိုင်ငယ်ဆိုလို့ရှိရင်2000ကလောကနေအင်းလေးကိုလာတာကွာတနိုင်လောက်ပဲကြာမှတင်တာတကယ်ကြာတာ2နာရီကွာ10ခွဲကနေလာတာအခု10ခွဲမှရောက်ဘာမှလည်းမစားသေးဘူးဘာကြီးလဲစားကလာရှေ့မှာအင်းလေးရှိတူတူသွားမယ်ကဲအင်းလေးတို့ချီတက်နေပါပြီဘာရန်စာလို့တရားပေါ်တက်ချင်းတွေ့တဲ့ဆိုင်ကိုရင်ဝင်စားပါမယ်ဘိုက်ကရန်စာနေဟိုတယ်ထွက်လာပါမစားတယ်မဒါခင်းကြီးတော့မစိုးပါဘူးတက်မှာပွဲလေး4000 5000ဝင်ကျင်နဲ့အများကြီးပဲပါတယ်ပူရှင်ဒါကပတ်မွန့်ကြုံမှာကြက်ဦးနဲ့အဆိုတာငါအကောင်ကြီးကွာသူကစိုက်မျိုးရွေးလို့ရ6000တန်းရှိရ9000တန်းရှိရ1000တန်းရှိရဒါကတော့9000တန်းစိုက်တို့ညီမ2ယောက်စားမှာဆိုတော့ဒီစိုက်ပေါ့စားပါမယ်ခင်းကြီးတုံးနဲ့ let's go ခေါင်းလေးနည်းနည်းမိုးတယ်နေပူရိုင်လည်းပါတရောင်းလျှောက်လုံးတောင်ကြီးရောကလုံးမှာအေးခဲ့တော့အင်းလေးရောက်မှတော့ပူနေစား let's go သမင်းပူလေးနဲ့အတော့နဲ့ရှာခွာသေးမှာဆိုပါလေဟောအခုမှခွာသေးမှာဆိုတာအခုမှတဲ့ငါငါဘယ်နှကောင်လုံးကြီးလဲ6ကောင်6ကောင်ဒီနေပြင်စားလို့ရနော်ဒါလေးညဘာလောက်မှာဒါမွေးမှာဟုတ်ချက်စားမှာမက်စီနဲ့ဟုတ်တယ်ထမင်းနဲ့များတာ900ရောအခုမှများတာ9ကောင်တောင်ရပါပြီမိုက်လိုက်လားလို့ဒီထဲမှာဆိုအသေးဆုံးလေးတယောက်နဲ့ဟိုမှာညီမလေးတယောက်ပဲရေမကူးတတ်တာကျန်တဲ့သူတွေကိုလုံးရေကူးတတ်တယ်မိုက်တယ်ဟိုကင်မရာတက် hi ဟုတ်တယ် hi ချစ်စရာလေးတော့အားလည်းများမယ်အိုးထက်ရပါပြီ oh my god ပြလိုက်ပါငါပြလိုက်ပါဟိုမိုက်တော့ဒါတော့သူတို့တွေတော်တော်ဝင်ငါးမြောက်ဖို့တော့ငါများချိတ်တက်ပေးနေတာပါလို့ချစ်စရာလေးတွေရောသဘောလဲကောညားလက်အကြိုက်ချလက်အတိုင်းမချဘူးလားအတိုင်းမချရင်ဘယ်လိုချညလုံးမချလက်အကြိုက်ချလက်အစွန်းနေဟောအကုန်ချရမှာဒီလိုအကုန်ချရမှာအဲ့လိုလားမဆုံးတော့ငါးပိုင်းရဆက်တယ်အကြိုက်နေလက်ဒီလိုလားနုအကြိုက်နေလက်နုအကြိုက်ရနေတယ်နေလက်ငါရောကိုနောက်ကနေလေဆောက်ဝင်နေတာနောက်ကနေတကောင်းပေါက်လိုက်တာစီးပွားပြသွားပြီ8000နဲ့စီးပွားပြသွားပြီ okay let's go သွားကြမယ်စီးပွားပြအင်းလေးထိုင်ကုန်စတာ2000နဲ့အိုးထုံငားလို့ရတယ်ကွာအင်းလေးအိုးထုံလေးငားလို့ရတယ်တို့ဆိုင်ရဲ့အိုးထုံနဲ့ပဲပြီးသွားမှာနောက်ကမိုးကနဲ့ရမ်းပူလို့ let's go ဒီနေ့တေးတက်နေပါဗျာ8000သူကနေရာစုံတော့ပို့ပေးမှာပေါ့စောက်စောတသိန်းနဲ့လိုက်တာကိုတည်းကညင်းနဲ့2ယောက်တည်းဆိုလေခု8000နဲ့ဈေးတက်သွားရခေါင်းနေအောင်ကြိုက်တယ်ဗျာ8000ဈေးခေါင်းကြိုက်တယ် oh my god let's go ဒီကံကြီးကမဲကြီးဒီလားဒါပေမဲ့အနန္တတော့တိတ်မထွက်ဘူး hey let's go ရိုးလို့ဖြူလက်လာလေးမှာအားကြနေရမို့လားတကယ်တော့မဟုတ်ဘူးဒီလိုကွာဟင်းလင်းပြင်ကြီးထဲမှာမိုးကမရှိဘဲနဲ့လူကဆက်ပြင်းနေအဲ့လိုဖြစ်နေတာသားရည်တွေတအားဆက်ယူအရင်အားကြနေမို့လားဒီလို view မှာသွားနေရတယ်ဆိုတာတကယ်တော့မဟုတ်ပါဘူး reality တွေကအမှန်တကယ်တော့အဲ့လိုမဟုတ်ခဲ့ပါဘူးမကြည့်ညမနောင်မှာနေရမ်းဘူးလို့မဲအောင်ပြောင်းနေ Okay let's go သွားကြမယ်ခြေထောက်နဲ့လေလောတာပါဒီခြေတိုင်းရှည်ရဲ့အိမ်အောက်တွေထဲမှာလေတွေအတီးတီးရှိရတဲ့အိမ်တိုင်းမှာနီးပါလေကြီးလေသေးအစုံပဲဟိုဒလေးပုံစံလေးတွေတူးဆန်းတယ်နော်ချစ်စရာလေးရောတော့အနေနဲ့တူတူရဲရဒါဆိုအလားပြအယုတ်ကလေးပေါ့နော်
လာလာနေနေတာ လှလှလေးထိုင်းနေလှလှလေးကိုထိုင်းနေဒီ business ကမစိုးလှလှလေးထိုင်းနေ ဒီကြတော့တပဲဒီအင်ဂျီတွေမြူတွေလောက်တာပေါ့ ဩ ပဲဒီ ဒါမတူတက်တက်ကွဲတာပေါ့ဒီပလောင်ကတက်တက်ရောင်းပြီဟုတ် ကညာ အော်လက်လို့မရလက်လို့ရ လဲလဲရတယ်ဗနဲ့ကားချစ်မမမမီလို့ဘူး3ယောက်စလုံးမမီလို့ဘူးပေါ့ လက်လို့အော်ဒီလိုခေါင်းကလို့စောင်းဟေးငါရပြီးမယ်အဝါတစ်ချက်တယောက်တစ်ချက်ပြီးလိုက်ဒါလှလှလေးထိုင်နေရုပ်ကလေးအဲမွေးရပဲ မွေးနေရ အော်မွေးရပဲဘာလို့တော့လဲ မမတော့ဘူး အာ